ရားရှိခိုးမှလည်းပြင်းတယ်ဘုရားလည်းတနေ့မှမရှိခိုးမိဘူးနော်ဥဒ္ဓီလာဆိုဝေး၅ပါးသီလလည်းချိုးဖောက်တယ်ဆိုရင်ဒါကိုယ်ကိုပျက်စီးနေပြီလို့မှတ်သားဖို့တော့ကုသိုလ်ကောင်းမှုတနေ့သာကုန်သွားရောကုသိုလ်ကောင်းမှုတွေကစိတ်ကိုလုံးဝမရောက်ဖက်နဲ့ကာမဂုဏ်အာယုစိတ်တွေစာဝနေရေးနေ့စဉ်ဘဝရုန်းကန်နေရတဲ့အထက်မှာပဲအချိန်ဖြုံးပြီးတော့နေတယ်ဆိုလို့ရှိရင်ငါမှကောင်းတဲ့စိတ်တွေပျက်စီးနေပါလားဆိုတာဆင်ញင်သုံးသပ်တွေးတောအောင်မြတ်စွာဘုရားတတိပေးတာကိုယ့်ရဲ့ပျက်စီးဆုံးရှုံးနေမှုကိုလည်းပဲဆင်ញင်သုံးသပ်ပေးရမယ်နောက်တစ်ခုကျတော့ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ဆိုတာဆက်ဆက်ပြီးတော့နေတခြားပုဂ္ဂိုလ်တွေကိုလည်းကြည့်လိုက်တခြားပုဂ္ဂိုလ်တွေရဲ့ကိုယ်နဲ့အနီးမှာပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားပျက်စီးဆုံးရှုံးနေမှုကိုလည်းဆင်ញင်သုံးသပ်ကြည့်ရဘယ်ပုဂ္ဂိုလ်အဖြစ်ဝိဇ္ဇင်သီလတွေပြပြတယ်မကောင်းမှုဒုစရိုက်တွေလုပ်တယ်မူရည်စေဝါတွေသုံးတယ်ရက်သေးစားတောက်စားတယ်ခိုးဆိုလူရဲ့တက်ခိုင်နေတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့အခြေအနေကိုကြည့်ဘယ်လိုဖြစ်သွားသလဲဆိုတာကိုသူတစ်ပါးရဲ့ပျက်စီးဆုံးရှုံးမှုဆိုတာကိုလည်းဆင်ញင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်ဆင်ញင်သုံးသပ်ကြည့်ရမယ်မိမိရဲ့ပျက်စီးမှုကိုဆင်ញင်သုံးသပ်တယ်လို့တစ်ဖက်သားတွေရဲ့ပျက်စီးမှုတွေကိုလည်းဆင်ញင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်ဓမ္မကလည်းအခြေအနေမှန်ကိုသိဒါဟာနေ့စဉ်ကိုယ့်အတွက်လှုပ်တင်လှုပ်ထိုက်တဲ့တခုပျက်စီးမှုဆင်ញင်သုံးသပ်မှုကိုပြုတယ်လို့ကြီးပွားတိုးတက်မှုအောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းဆင်ញင်သုံးသပ်ကြည့်ရအတ္တတမ္ပတ္တိငါကတော့မနေ့အေးရထတာနဲ့ဘုရားဝတ်ပြုတယ်နော်ပရိစိတ်တယ်ဘုရားကုံတော်တွေပွားများအားထုတ်တယ်ပိယိမေတ္တာရွတ်တယ်ဘုရားဝေပန်းရည်ချမ်းနေတဲ့စီမိပန်းတို့ပြန်လူတော်ပူဇော်လှူဒန်းတယ်နာဝတိလခံယူဆောက်တည်တယ်တနေ့တာလုံးကုံဆုံးတဲ့အချိန်ငါစိတ်ထဲမှာကုသိုလ်တွေနဲ့ပဲအချိန်ကုန်သွားတယ်ကိုယ့်ရဲ့ပြည့်စုံမှုဆင်ញင်သုံးသပ်ကြည့်အဲ့ဒါလိုပဲကိုယ့်ပတ်ဝန်းကျင်မှာရှိကြတဲ့ပုဂ္ဂိုလ်တွေဘယ်ပုဂ္ဂိုလ်အပြင်ဘုရားတရားမြဲတယ်ဘယ်လိုကိုယ်ကျင့်တရားတွေကောင်းတယ်အနေတိုင်းဘယ်လိုကောင်းတယ်ဘယ်လိုဒါနကောင်းမှုတွေလုပ်တယ်ဘယ်လိုသီလတွေစောင့်တည်တယ်ဆိုတဲ့သူတစ်ပါးရဲ့ပြည့်စုံမှုတွေကိုလည်းပဲဆင်ញင်သုံးသပ်ကြည့်ရမယ်ဒီနှစ်ခုအလုံးပေါင်းလိုက်တော့၄ခုပေါ့အတ္တဝိပတ္တိမိမိရဲ့ပျက်စီးနေပုံပရဝိပတ္တိသူတစ်ပါးရဲ့ပျက်စီးနေပုံအတ္တတမ္ပတ္တိမိမိရဲ့ပြည့်စုံမှုပရတမ္ပတ္တိသူတစ်ပါးရဲ့ပြည့်စုံမှုဆိုတဲ့ဒီချက်၄ချက်ကိုရှုမြင်သုံးသပ်ဆင်ញင်တာဟာကောင်းတယ်လို့အင်တမကောင်းမြတ်တဲ့အဖြေတွေကိုထုတ်နိုင်တာမို့မြတ်စွာဘုရားကယဟန်တွေကိုတတိပေးတယ်အမတ်တမဲ့မနေကြနဲ့ဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ဘဝကိုအဖြေထုတ်နိုင်အောင်လေ့လာဆင်ញင်သုံးသပ်ကြဖို့ဒီလိုဟော